ဆုံးစမှုတခွင်ဘုံလူမမြင်သုံးလူရှင်မရင်ဒုက္ခခံစားဗုဒ္ဓဓမ္မတော်ဤဗုဒ္ဓဓမ္မဒုက္ခခံစားဘာလို့ဗုဒ္ဓဓမ္မမှာဒုက္ခခံစားစရာမလိုတော့ဘူးချက်ချင်းကိုဒုက္ခရောက်တော့မှာဘာလို့လဲတို့မောင်ဟိအောင်ဟာဒုံညုံကြီးတွေဘယ်ရောက်ကုန်လဲမင်းတို့ပြောကြအောင်လေဘာလို့ PDF တွေကမှ drone တွေနဲ့တိုက်တော့မှလားချမ်းမာတွေဘယ်ရောက်ကုန်ပြီလဲဟိအောင်ချမ်းမာတွေထုတ်တော့လေဟိအောင်အဲ့ချမ်းမာတွေသုံးစားလို့မရတော့သုံးစားလို့မရတော့ဟုတ်လားတက်ချုပ်ချမ်းမာတွေကတော့သွားခိုးမရတော့ပဲဟာမဟုတ်ဘူးလေဘာလို့အားလုံးကဖုတ်လေတဲ့ငပိရှိလေတဲ့တော့မထင်ဘူးဘာလို့လဲဆိုတော့အဘပေါ်တော်နဲ့နေတာဆိုတော့ဘာလို့မှဘာအောင်မရှိဘူးအကောင်းပြပါဘာလို့တက်ချုပ်ကြီးကိုပဲတားငယ်လေးပြောတာကဟိုပေါ်တော်နဲ့နေတယ်ဆိုတော့ဒီမှာမဟုတ်ဟိုအဘဟိုရေးလိုက်ငားလိုက်နေတတ်တယ် waterfall လို့ fit fall လို့နေတတ်တယ်ရေးလိုက်ငားလိုက်အဲ့လိုနေတတ်အဲ့လိုပြောချင်တာအဲ့တော့ तू မပြောတတ်လို့ तू ပေါ်တော်နေတယ်လို့ပြောတာမှန်တော့အဘကပေါ်တော်မဟုတ်ဘူးယူနေတာဟုတ်တယ်ဒေါ်လာရေးထဲမှာတော့ဘာဟုတ်လေဟုတ်တယ်ဒေါ်လာရေးထဲမှာတော့ဘာယူပေါ်တော်နဲ့နေတာအကောင်းဆုံးပဲအကောင်းဆုံးပဲဟုတ်တယ်အဲ့တော့ပြည်သူကလည်းအပြည့်မမြင်ဟာဒီလူကြီးကယူပြီပါကွာဟုတ်လားအေးငါကအဲ့လိုနေချင်လို့နေတာမဟုတ်ဘူးမင်းတို့သဘောပေါက်တယ်နော်နောက်ကအဓိကတော့ချက်တွေကိုဘယ်သူကဖွင့်ပေးနေတာလဲတော့ချက်တွေလုံချုံရေးတွေလုံချုံရေးတွေနဲ့မင်းကလားကိုသွားဖွင့်ခိုင်းကျွန်တော်အဲ့ကြောင့်ကျွန်တော်တို့ကမသိဘာလို့နော်အဲ့နိုင်ငံရေးခွဲကြတဲ့ကလားဆိုတဲ့စကားလုံးမသုံးပါမဟုတ်ဘူးလေတော့နေတဲ့လူငါပြောအဲ့လိုပြောအဘာကလို့အော်ငါခွဲရပြောတာမဟုတ်ဘူးလေကွာမင်းတက်ချုပ်ကိုယ်တိုင်ကပြောတာလေကွာဘာ globalization မှာဒီလိုအမုန်းစကားတွေပြောတဲ့အခါမှာဟာဒီကောင်ဘာပြင်းနေလဲဒီမဟုတ်လေဒါတော့ဆရာကောင်းတပည့်ပန်းကောင်းပန်တာသူ့ရဲ့ဆရာကိုသိလားဘလို့လဲအောင်ခန့်ပါအောင်ခန့်ပါနင်းဆောင်one နင်းဆောင်one လည်းမဟုတ်အဲ့ဒါငါဆရာရဲ့ဆရာကွာဟုတ်လားငါဆရာရဲ့ဆရာဟုတ်လားအဲ့တော့ဒီအောင်ခန့်ပိုင်လက်တော့ဆိုတော့ तू အီးရအဲ့တော့ရှိတာပေါ့ဒီစကေးကောင်းတယ်နော်ဟုတ်ဒီကအဲ့ဒါထားလိုက်ပါတော့ဗျဒီညနေပိုင်းရလာတယ်ကျွန်တော်စီအဲ့ဒါကြောင့်ဒီကောင် e-sky တွေရွေးဒီကောင်အောင်ခမ်းမဲ့အောင်သဘောချတင်တန်းတက်လာတာ online ကနေတက်တာအလင်းကကြောတော့ဖွဲ့သူ့ကိုပြီးတော့မှာပေးရမှာအဲ့တော့ဒီမနက်ပိုင်းတော့ဖြစ်တယ်ညနေပိုင်းပေါ့နော်ဒီညနေပိုင်းမှာရလာတယ်ကျွန်တော်စီရေးသတင်းလေးတွေရှိတယ်အဲ့ဒါလေးတွေကတော့ဟိုသတင်းလေးကတော့ကောင်းတယ်သတင်းကောင်းတာလေးရှိဒါပဲသတင်းကောင်းကြားမယ်ငါတို့ဟင်းကောင်းစားမယ်နေ့တိုင်းကခုနပြောသလိုသတင်းစိုးတွေကြီးပဲပြောနေရတာဒီနေ့ညနေပိုင်းလေးကတော့ဒါဟိုပေါ့သတင်းကောင်းလေးတွေဝမ်းသာစရာလေးဒါပဲဘာပဲဖြစ်ကောတက်ချုပ်ကနေသူဒဏ်ရာရနေတယ်စိတ်ဒဏ်ရာတွေလည်းရနေတယ်ခန္ဓာကိုယ်လည်းဒဏ်ရာရနေတဲ့အချိန်မှာဒီလိုမျိုးသတင်းကောင်းလေးတွေကြားလိုက်ရတော့တက်ချုပ်ပြီးတာပေါ့ဒါခါရဲလျှောတာဝါဒါပဲဒါလည်းပြီးတာပေါ့ဆိုတော့သူစိတ်ချမ်းသာတာပေါ့ဝမ်းသာလွန်ဆိုပြီးတော့အားပြောတာပါပထမဦးစွာအဘကိုကျွန်တော်ဒီဝမ်းသာစရာကလေးလေးကိုပြောပြပေးရမယ်ဆိုရင်ကျွန်တော်တို့ဒီမကွေးတိုင်းရှိတယ်မကွေးတိုင်းကျွန်တော်ကံကောဒါပဲကံကောခရိုင်မှာရှိတယ်ကျွန်တော်တို့ဒီထင်းလင်းမျိုးနယ်ဆိုတာရှိတယ်အဘရဲ့ငါသိတယ်ဟုတ်အဲ့ဒီထင်းလင်းမျိုးနယ်မှာကျွန်တော်ဒီစခချင်းကျွန်တော်ကြိုက်ကြတာပေါ့ကြိုက်ကြတာဟဲ့တော်ကောင်းတယ်နော်ပွဲကြီးလို့ကောင်းပါပဲနော်အမျိုးလေးနဲ့အမဲလေးနဲ့ကြိုက်တာဟုတ်ဆက်ပါဆိုတာဟိုစစ်ခွေးဟိုစစ်ခွေးဆိုတာဘာငါတို့မင်းတို့ပြောတာလေဟုတ်တယ်လေကျွန်တော်တို့ဒီစစ်ခွေးချင်းကျွန်တော်တို့စစ်သားချင်းဟိုခန့်ရန်ဖြစ်ပွားပြီးတော့တယောက်နဲ့တယောက်ကျွန်တော်တို့ဒီဟိုပေါ့ဆော့တာပေါ့တနက်နဲ့ပြစ်ပြီးတော့ဆော့ကြတယ်တစ်နေရာယူနေ့စင်းသုံးကြီးတန်တဲ့လေးမောင်ချင်းငါးဝေ6ပြစ်ဒိုင်းအောင်ငါတို့ကတော့ကစားကြတာလေခလေးလောက်တာလေးတော့ချစ်ကြတယ်အားကြတယ်လူကြီးနဲ့လည်းမလို့ဟုတ်ဘူးဒီမင်းတို့ပဲပြောပြီးတော့ဒီတနက်ပြစ်တိုင်းကစားတယ်ဆိုတော့ဟုတ်တယ်အဲ့မှာဟိုနည်းပေါ့ကျွန်တော်တို့စီကျွန်တော်ရဲ့စစ်သားချင်းအချင်းများတယ်စကားများကြတယ်ပေါ့ဗျာစကားများပြီးတော့ဟိုစိတ်မထိန်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်တနက်နဲ့ကျွန်တော်ပြစ်ဖောက်မှုဖြစ်တယ်လို့ကျွန်တော်သိရတယ်ဗျအဲ့တရင်လေးကျွန်တော်အရင်ပြောမယ်နော်ဒါမသိဘူးလေဗျဟိုရန်သူကလာတက်လို့ဟိုတေးတာမဟုတ်ဘူးဒါအချင်းဖြစ်တာကိုချင်းဖြစ်ပြီးဒဏ်ရာရသွားတာအဲ့ဒါလေးပြောပြပေးမယ်နော်အဲ့ဒါထီးလင်းတွင်နဲ့ကျွန်တော်ရဲ့စစ်သားအချင်းစကားများရန်ဖြစ်ကြပြီးတော့ဒီတက်သားဖြစ်သူကျွန်တော်ဖြစ်သူကပေါ့တက်ချက်ကြီးဖြစ်သူကိုကျွန်တော်တနက်နဲ့ဖြစ်မှုဖြစ်တယ်လို့ကျွန်တော်သိရတယ်အတက်ချက်ကြီးကလည်းဝေစုမှမြတ်တမပေးတာဟုတ်အဲ့ဒီကဘယ်မှာဖြစ်တာလဲဆိုကျွန်တော်မကွေးတိုင်းကျွန်တော်ဂန်ကောခရိုင်နဲ့နော်ဟောထီးလင်းမျိုးနယ်မှာပေါ့နော်ဖြစ်တဲ့နေ့ကတော့ဘယ်နေ့ကဖြစ်တာလဲဆိုဇန်နဝါရီလကျွန်တော်31ရက်နေ့နော်နေ့လယ်ပိုင်းကဖြစ်တာပေါ့ဗျာရဲ့ပြောမှဆိုရင်အထွေထွေအုပ်ချုပ်ရေးမှုဒီထင်းလင်းမျိုးနယ်မှာရှိတဲ့အထွေထွေအုပ်ချုပ်ရေးမှုရုံးရှိတယ်အဲ့ဒီရုံးမှာကျွန်တော်တို့ဒါကင်းကြနေတယ်ကျွန်တော်အထိုင်ချတာလေကျွန်တော်တို့ရဲ့ဒီစကားမှာစစ်တပ်ပေါ့ရှိတယ်ပေါ့အဲ့ဒီစစ်တပ်မှာရှိတယ်ကျွန်တော်တက်ချက်တူးနဲ့ကျွန်တော်တက်သားတူးပြောရမယ်ဆိုရင်တော့ဟိုပေါ့စကားများရန်ဖြစ်ကြတယ်ပေါ့ဗျာဟိုအခြေတင်စကားများရန်ဖြစ်ပြီးတော့စိတ်မထိန်နိုင်တဲ့အတွက်ကြောင့်ဆိုပြီးတော့ဒီတက်သားဖြစ်သူဟာဒီတက်ချက်ကြီးဖြစ်တဲ့သူကိုကျွန်တော်တနက်နဲ့ပြန်ပစ်တယ်လို့ကျွန်တော်သိရတယ်ဟ
ဟာကွာအဲ့ဒါဆိုရင်ကွာလူကြီးလုံနေပြီးတော့ကွာမင်းဟိုတိတိကျကျလေးမှမလုပ်တော့အောက်လက်ငယ်သားသူ့ကိုပြန်ပြီးစော်ကားပြီးအဲ့လိုမျိုးပေါ့တက်သားကနေပြီးတော့အဲ့တက်ချက်ကြီးကဘာသွားလို့လဲတော့မသိဘူးပေါ့နော်သူဝေးဒီလုံနေမှာဂတိမတီတာလည်းဖြစ်ရင်ဖြစ်မယ်ဝေစုမတည့်တာလည်းဖြစ်ရင်ဖြစ်မယ်အကြောင်းမျိုးမျိုးကြောင့်တခုတော့ဖြစ်လိမ့်မှာဗျာအဲ့တော့သူတက်သားလုပ်တဲ့သူကတက်ချက်ကြီးကိုတနက်နဲ့ပြစ်တယ်ပြစ်ပြီးတော့သူကတော့မြို့ပြင်ကိုထွက်ပြေးတိတ်ရှောင်သွားတယ်လို့သိရတယ်ဟောသွားပြီးကမြို့ပြင်ရောက်ပြီဆိုတာနဲ့မေကိုပဲနဲ့သွားပြီလေကွာဟိုပြစ်ခတ်ခံရတဲ့ကျွန်တော်တက်ချက်ကြီးကတော့အခုလောလောဆယ်ကတော့ကျွန်တော်တို့ကဟိုပါပေါ့စံပြုတ်ပဲရှိသေးတယ်ကျွန်တော်မွေးငါဘွားမရောက်သေးဘူးဘွားရောက်အောင်ဒီကောင်မပြစ်ခဲ့ဘူးအမေမွေးငါဘွားရောက်အောင်ချက်ချင်းမင်းကိစ္စတုံးခဲ့ရမဟုတ်ဘူးလေငါတို့ကလူချင်းကြီးဖြစ်တာလေဟုတ်တယ်လေအဲ့ကောင်ရောက်အောင်လိုက်ဖမ်းလေဟုတ်ကဲ့အခုတော့သူတို့ကပြောမှဆိုရင်တော့ဒီထီလင်းဒီမျိုးရဲ့ဟိုအဝင်ထွက်တွေရောဒီထီလင်းရဲ့အပြင်ဘက်ပေါ့မျိုးရဲ့အပြင်ဘက်တွေရောဗာတွေလိုက်ရှာနေတယ်ဒါပေမဲ့ဟိုပြစ်ခတ်သွားတဲ့ဒီတက်သားကိုတော့ရှာဖွေတွေ့ရှိရင်မရှိသေးဘူးလို့သိရတယ်မရှိတော့ဘူးလို့ပြောလေမရှိတော့ဟိုဘက်ရောက်သွားပြီလို့ဟောလောလောဆယ်ကတော့အပြစ်ခံရတဲ့တက်ချက်ကြီးကတော့ဟိုစေးကူးသားမှုခံယူနေတယ်လို့ကျွန်တော်သိရတယ်ဒဏ်ရာကတော့နည်းနည်းပြင်းထန်တယ်လို့သိရတယ်ဒါကတော့ဗမာဖြစ်တာလဲဆိုတော့ထီလင်းမှာဖြစ်တဲ့သတင်းလေးပေါ့နော်အေးဟုတ်ပြီအဲ့ဒါဆိုရင်မင်းကငါပြောပြမင်းတို့နှစ်ယောက်သူတို့ငါပြောပြမယ်ငါကြီးပဲဘာမလုံးနဲ့ညာမလုံးနဲ့အောက်ကလူတွေပြောလို့အဲ့လိုမလုံးနဲ့မင်းတို့နှစ်ယောက်မှလည်းယာလူယာကန်တွေရှိရသားနဲ့မင်းတို့လည်းစိုးမကြလေကွာအခုဆိုမင်းတေချာမင်းပြောပြအခုဆိုဖြစ်တာတတိမမူဂူမမင်ဖြစ်တာဟုတ်တယ်လေတတိလည်းမူရမယ်ဂူလည်းမြင်ရမယ် तू ကမြင်တော့ဘာဖြစ်လဲရောက်ဂူမြင်တော့လူမသာတွေ့တာဗောဒါပဲအမအကျိုးစုလေးတိတ်ကောင်းတာဟဲ့ရောက်ဟုတ်တယ်ဂူထဲမှာတော့မသာပဲရှိမှာပဲဒါပဲဂူထဲကဒါပဲရှိတယ်ဟုတ်လေငါပြောစကားပုံပြောတာလေငါတို့တတိမမူဂူမမင်တတိလည်းမူရမယ်ဂူလည်းမြင်ရဟုတ်ကဲ့ပါအဲ့လိုမျိုးတခါကြောက်လဲကျွန်တော်တို့ကအခုမျိုးဒါသူတို့ရဲ့ဟိုတက်ထဲမှာနေတဲ့လူချင်းချင်းအောင်မှာဒီလိုမျိုးတနက်နဲ့ပြစ်ခတ်တယ်လို့ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကသွားပြီးတော့သူတို့ကိုသွားပြောပြရင်သူတို့ကဘယ်လောင်ချာနဲ့တော့လောင်ချာနဲ့အောင်ထုံးချောလောင်ချာနဲ့မထူပါဘူးငါပြောပြပါဝါချင်းကကွာတယ်ငါစီကလာတဲ့ပါဝါလေးကွာဟုတ်ပါပြီဗျကျွန်တော်လောက်လိုက်မယ်ကြည့်စီစဉ်လိုက်ပါဝါဆိုတာတိတာ68ပါဝါတင်တာ116ပါဝါ61ပါဝါ49ပါဝါ85ပါဝါဒီလိုရှင်ကပါဝါဖြစ်တယ်လို့38ပါဝါဟုတ်ဘူးမင်းတို့ကဒီချဲကနန်းနေပြောတယ်ငါပြောတာပါဝါဆိုတာအချိုးအယိုပြောနေဟုတ်ဘာလို့မားနေဖြစ်ကုန်ပြီလုံးပိုင်ခွင့်ကိုပြောနေတာဟုတ်ကဲ့ပါကျွန်တော်ကြည့်ချက်ပြီးစီစဉ်လိုက်မယ်ဟုတ်ပြီဒါကတော့ကျွန်တော်ဒီထင်းလင်းမှာဖြစ်တဲ့စေးသတင်းလေးပေါ့နော်ဆက်လက်ပြီးအဘောက်ကျွန်တော်တင်ပြပေးတဲ့သတင်းလေးကဘာလဲဆိုတော့ကျွန်တော်ဒီဝက်လက်မျိုးကောင်းနေအေးတော်သေးတယ်ဝက်စတူးလေးစားခြင်းနဲ့ပြောမှာဗျအဲ့တော့ဝက်လက်မျိုးလို့ပြောလိုက်တာအဲ့ဒီဝက်လက်မျိုးမှာတော့ပြောမှဆိုရင်တော့ဒီနီးပညာတွေကတော်တော်ကြီးကိုကောင်းလာတယ်လို့ပြောရမှာနော်နေပေါ့ဝက်လက်ကဟိုဒီငါတို့ဒုံးတွေများငါတို့ဒီဘက်တက်ချုပ်ကိုများပြစ်ဖို့လုပ်ပေးနေလားမှမသိဘူးဟုတ်လေဝက်လက်မှာဘာဖြစ်လဲဆိုရင်ဒီတော်လိုင်းတက်ဖွဲ့တွေကနောက်ပိုင်းမှာနီးပညာတွေဘယ်လောက်ကောင်းလာလဲဆိုရင်ဒီ drone တွေလာရင်ဟိုတော်လိုင်းတက်ဖွဲ့တွေကနေပြီးလွတ်လိုက်တဲ့ drone တွေလာရင်ကျွန်တော်တို့ဘက်ကဂျမ်ဘာတွေခံထားတယ်ဟာနော်ဂျမ်ဘာတွေခံထားတယ်အဲ့ဂျမ်ဘာတွေနဲ့ drone လာပြီးတော့သိရင်အဲ့ drone ကိုပစ်ချမယ်အဲ့လိုလုပ်ထားတာဒါပေမဲ့အခုကဘယ်လိုဖြစ်လဲဆိုတော့တော်လိုင်းတက်ဖွဲ့တွေရဲ့ဟို drone တွေကဟိုအရန်အဆင့်မြင့်သွားတာဗောနော်အဆင့်မြင့်သွားတော့ဗါလဲဆိုတော့ကျွန်တော်တို့ကဒီ drone လာရင်သိအောင်လို့ထားတဲ့ဂျမ်ဘာကိုကြော်ပြီးတော့အဲ့ဂျမ်ဘာကို drone ကကြာအဲ့မှာ drone စီးပျက်စီးသွားတယ်ဆိုတဲ့သတင်းလေးရှိတယ်အဲ့ဒါကြီးဆက်ပြီးတော့ဖတ်ပြမယ်နော်အဲ့လောက်ထိအောင်ပဲလားအဲ့လောက်ထိနီးပညာကြီးတိုးတက်နေပြီဒီတိုးထဲမှာနေတဲ့ကလေးတွေကဟုတ်တယ်နီးပညာတွေအဲ့လိုမျိုးတိုးတက်လာတယ်ငါတို့ဘက်ကမျိုးပေါ်မှာနေတဲ့လူတွေနီးပညာတွေစုပ်ယုံပြီးတော့ဟုတ်ကဲ့ခွေးတွေဝက်တွေသေနေရတယ်သေနေဟောပြောမှဆိုရင်ဒီ drone လာရင်သိဖို့အတွက်ထားတဲ့ဂျမ်ဘာကိုထိတယ်ဆိုတော့စဉ်းစားကြည့်လိုက်ပေါ့အဘရဲ့နော်အဲ့သတင်းလေးရှိတယ်အဲ့ဒါကတော့ဒီဝက်လက်မှာဖြစ်တာပေါ့နော်သခိုင်းတိုင်းနဲ့ကျွန်တော်ဝက်လက်မြို့နယ်မှာကျွန်တော်ရဲ့စက်ကမှာစစ်တဲ့ကျွန်တော်ဂျမ်ဘာကားတစ်စီးအဲ့ဒီစီးကိုကျွန်တော်တိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းလေးရှိတယ်အဲ့ဒါကတော့ဗာအဲ့ဂျမ်ဘာကတော့ drone ရန်ကာကွယ်ဖို့အတွက်ထားတဲ့ဂျမ်ဘာဖြစ်တယ်ပေါ့နော်အဲ့ဒီ drone ရန်ကာကွယ်ဖို့ထားတဲ့ဂျမ်ဘာကို drone နဲ့လာပစ်တာကျွန်တော်တို့ဂျမ်ဘာတစ်စီးကျွန်တော်တို့ပျက်စီးဆုံးရှုံးသွားတယ်လို့ကျွန်တော်သိရတယ်နော်ဂျမ်ဘာမြန်မကြမှာမင်းဆုံးရှုံးသွားဟုတ်ကဲ့ပြောရမယ်ဆိုရင်တော့အဲ့ဒီကျွန်တော်တို့တင်ထားတဲ့ဂျမ်ဘာကားပေါ့အဲ့ဂျမ်ဘာကားကတော့ဒီစကိုင်းတိုင်းမှာတွင်းမှာရှိတဲ့ကျွန်တော်ဝက်လက်မျိုးနယ်အနီးနားမှာရှိတဲ့ကြေးရွာတွေကိုစစ်ကြောင်းထိုးဖို့အတွက်ဆိုပြီးတော့ထားရတဲ့ကျွန်တော်တို့ဂျမ်ဘာအဲ့ဂျမ်ဘာကိုတော်လိုင်းတက်ဖွဲ့တွေကနေပြီးတော့ drone နဲ့လာပစ်တဲ့တော့ကျွန်တော်တို့ဘက်ကနေပြီးတော့ drone တစ်စီးရတော့ကျွန်တော်တို့ကဆုံးရှုံးသွားတယ်ပေါ့ပါတယ်နော်အဲ့ဒါလေးကတော့ကျွန်တော်တို့ကစိတ်မကောင်းစွာနဲ့ဒါဘာကိုတင်ပြပေးရတယ်ဘာကြောင့်လဲဆိုတော့ဒီ drone လာရင်သိအောင်လုပ်တဲ့ဂျမ်ဘာကို drone ကလာပစ်တယ်ဆိုတဲ့ကအဘတို့ရဲ့ဟိုနေးပြီပါတွေအဘတို့ရဲ့ဟိုတွေကဘယ်လောက်တောင်ရှိသွားပြီလဲဘယ်လောက်တောင်အောက်ကျနေပြီလဲဆိုတော့အဘတို့ပဲသိတယ်နော်အဲ့ဒီကမနေ့ကလေးနေသူ့က drone နဲ့ဂျမ်ဘာနဲ့ပတ်သက်လို့ဒီကောင်ပြောပြီးသွားပြီတကယ်တက်ချုပ်ကြီးကလေမယောင်ရာစီလူးတယ်လို့ပြောရမလားဟိုသူ့ဘက်ကိုပဲသူကြည့်တယ်လို့ပြောရမလားသူ့အိမ်မှာကျတော့တကယ်အကောင်းစားဂျမ်ဘာတွေထားတာတယ်ဟုတ်တယ်နော်ငါတို့ဒီနေရာတွေဥပမာပေါ့နော်လက်နဲ့စက်ယုံတို့ဘာတို့တကယ်အဓိကကျတဲ့နေရာတွေကြတော့ဒီတရုတ်ဂျမ်ဘာတွေထားတာတယ်အဲ့တော့ထိပေါ့အထိပြီပေါ့အဲ့ဒါကတော့ထိကနဲ့တာမင်ညာကို तू မသိတာကွာလိုက်ပြလိုက်လေးအပါဒီတာမညာဒီကရင်ပြည်နယ်ထဲမှာပါနော်ဘယ်ကနေပါဘုရားဘောကြရင်လုပ်တယ်နော်ဒီကတော့တစ်ကောင်းတာနော်ဆရာတော်ဘုရားကြီးကနေပြီးတော့ဒီနေရာမှာတက်တက်လို့ပဲစားပါဆိုတဲ့ခါကျတော့
မင်းတို့ပြောဖို့ပြောရဆိုမင်းဟိုပြီးခဲ့တဲ့မင်းရွှေရောင်တော်လိုင်းရေးဒီဘက်မင်း2000 2009လောက်ပါမင်းတာမညာဆရာတော်ကြီးအလောင်းကိုဖော်ပြီးစားတဲ့ဥစ္စာတွေပါကုန်လိမ့်မယ် မော်တော်ပါပြီဘာမပြောတော့ပါဘူးเนาะအဲ့ဒါညောင်မြင့်တူးတော့ညောင်ဦးပေါ့ဟုတ်ပါဘူး ပိုးတင်ညိုဦးတွေပေါ်လာတယ်ညောင်မင်းကဥမလား ညောင်မြင့်တော့ဘာတော့ ဟာဒီကောင်ဘလူကောင်လဲကွာ ဘာပဲလေဘာပဲဆိုဘာလို့ရှိမှာပေါ့ ဒါပဲ သေးပေါ်တွေကနော် ဘာလို့ကားရနေပြောတတ်တယ်သူ့ကားလေးတွေးတတ် ကြာဟုတ်တယ်ဘာလို့ရှိမှာပေါ့လို့ပြောတာပေါ့ဟောဆက်လိုက်ပြီးတော့ဘာလို့ကျွန်တော်တင်ပြမယ့်သတင်းလေးရှိသေးတယ်အဲ့သတင်းကဘာလဲဆိုတော့ကျွန်တော်စလင်းကြီးနော်စလင်းကြီးမျိုးမှာကျွန်တော်ကျင်းနေတွေကျွန်တော်တင်ဆောင်လာလဲကျွန်တော်တို့ကားတန်းရှိတယ်ပေါ့နော် ကျင်းနေဆိုရွှေပဲလေ ဟောအဲ့ဒီကားတန်းကိုတော်လိုင်းတက်ဖွဲ့တွေကကြားပြတ်တိုက်ခဲ့တယ်ဆိုတဲ့သတင်းအဲ့သတင်းလေးရှိတယ်ပြီးရင်ကျွန်တော်ရေးသားရှင်းမှာဖြစ်တဲ့ကျွန်တော်တို့ဒီဟိုစီးရေးသတင်းလေးလည်းရှိအဲ့နှစ်ခုကျွန်တော်ပေါင်းပြောပြမယ် တားလေ ရ မင်းပေါင်းတဲ့ဥစ္စာတွေကနီးနားလေးပေါင်းလိုက်ပါလား ဟုတ် ဥပမာပေါ့နော်အဲ့ဒီမန္တလေးလောက်ပေါင်းနေငါတို့ကိစ္စမရှိ ဟုတ်နီးပါတယ်အခုလည်းနီးပါတယ်ဒီရေးသားရှင်းရင်သူကခဏပါပဲနီးပါရေးသားရှင်းတဲ့ဒီဟိုနဲ့ဟိုစလင်းကြီးနဲ့ကနီးပါတယ် နေပါ သွားရင် ရိုးမကနေဖြတ်လိုက်ရင်ရောက်ပြီ ရုံ နော် မကိုဖြက်ချုံကအာကောင်းတယ်လို့ဆယ်ငါတို့ပြန် ဟုတ်တယ်တချင်းကကောင်းတယ်အဘဆိုတာမကောင်းတာ ကောင်းတာမင်းအဲ့တော့ငါမနေလေးကျင်တာ တချင်းဆိုတာမကောင်းတာတဲ့စာသားမှန်မှန်တော့တော်ဆိုတယ် ဒါမှအဘပြီးတာမှာပေါ့ ဟုတ်တယ်ကြောက်ပြော အ နေ ဘကိုကျွန်တော်မြောက်ပြောနေတာအဘကလိုက်ပြောနေတာလေ ဒီကောင်ငါ့ကိုတက်တက်ဖဲ့နေတာ အဲ့နေတာကျွန်တော်အဘပဲရမယ်အဘပဲကျွန်တော်မခံနိုင်လို့ပြောနေ ငါကဒီကောင်ရှိတယ်တော့ရောင်မင်း ကောင်းတယ်နာနာမတင်း ပြော နာနာမင်းနဲ့ဗာနေလို့ပြောတာမနေ့ကဝယ်ခိုင်းတာပါလားလို့မိတာ ဘာလို့ဖို့လဲ ကိုစီနန်နဲ့ ပူစီနန်နဲ့နာနာ ဦး မ စီ င်း နေနဲ့နဲနဲမင်းနဲ့ တကြီးစီနဲ့တို့ကျင်လို့ အော်အေး အဲ့မေးတာအဲ့တော့ဒီသတင်းလေးကိုပြောမယ်နော်စလင်းကြီးသတင်းလေးကိုပြောမယ်ဒီစကိုင်းတိုင်းနဲ့ကျွန်တော်စလင်းကြီးမြို့နယ်တွင်တဲ့ ဟုတ်ပြီ ကျင်းနီတင်ဆောင်လာတော့ကျွန်တော်ကားတန်း ကားတယ် အဲ့ဒါကားတန်းကိုကျွန်တော်တို့ရဲ့ဒီတော်လိုင်းရေးတက်ဖွဲ့ကျွန်တော်တို့အောင်ဖြစ်တယ်ဗျာတော်လိုင်းရေးတက်ဖွဲ့တွေ ဇာတိရပြလာပြီနော်ဇာတိရပြလာပြီ တာ နော် သားကလေးပဲနည်းနည်းလေးကျွန်တော်ရိုင်သွားတာပါ အဲ့လိုမျိုးကြတော့မင်းကသားငယ်လို့ပြုတ်ပုံကြတယ်မင်းဒီငါကသားကဘာမှမလုပ်ပါဟုတ်တယ်မလားသား ဟုတ်တယ်ဟိုဘဘ ဖေးလို့မခေါ်နဲ့ဖေးလို့မခေါ်နဲ့ဟုတ်ပြီရပြီ အဲ့ဒီကျွန်တော်ကျင်းနေတွေတင်ဆောင်လာတဲ့ကားတန်းတော်လိုင်းတက်ဖွဲ့တွေကျွန်တော်ကြားပြတိုက်ခတ်တဲ့နေရာမှာကျွန်တော်ဘက်ကစကားမစစ်သားကျွန်တော်နှစ်ဦးတိတ်ဆုံးတယ်လို့ကျွန်တော်သိရတယ်ဗျ ဒီတရားပြန်ပြီ နှစ်ဦးကကားတန်းအများကြီးကိုမိုင်းဆွဲတဲ့တိုက်ခတ်တဲ့နေရာမှာနှစ်ဦးပဲတည်နော်အဲ့ဒီသတင်းလေးပြောမယ်ဘယ်နေ့ကဖြစ်တာလဲဆိုဇန်နဝါရီလကျွန်တော်31ရက်နေ့တဲ့ 31ရက်နေ့ကဖြစ်တာဒီချက်မှတ်တော့မင်းနဲ့မှတ်တော့ပါ 31ရက်နေ့နနက်10:52မိနစ်အခန့်မှာနော်စလင်းကြီးမြို့နယ်တဲ့ကျွန်တော်ဝမ်မောင်ကုမ္ပဏီကနေပြီးတော့ကျွန်တော်ထွက်လာတယ်ကျွန်တော်ရဲ့ကျင်းနီတင်ဆောင်လာတဲ့တွဲကား28စီး ဟုတ်ပြီ နည်းနည်းတော့မဟုတ်ဘူးနော်တွဲကား ဒီချေးနီဆိုတော့ငါတို့ဒီရွှေုံထဲမှာဒီငါတို့မြန်မာတွေကျတော့ချေးနီကိုရောတာ ဟုတ်အဲ့ဒီမှာကအဲ့ကျင်းနီတွေတင်ဆောင်လာတဲ့တွဲကားက28စီးပြီးရင်ကျွန်တော်တံပြားကားကကျွန်တော်8စီး တန်ချက်က မရှိတော့ဘူး မရှိတော့ဘူးမင်းကဘာထုတ်ပေးလေကွာ တံပြားကားကြီးကမရှိတော့ရခိုင်မှာလည်းကုန်ပြီဒီဘက်ကချင်ပြည်နယ်ပို့ထားတယ်ကုန်ပြီနော်အဲ့တော့ကျွန်တော်တို့မှာဟိုတန်ကြက်ကကားမရှိတော့တန်ပြားကကားပဲရှိတော့တယ်အဲ့တော့အဲ့မှာတန်ပြားကကား8စီးနဲ့နော် နောက်ဆိုတန်များမကန်နဲ့တန်များလည်းရှိတော့မဟုတ်ဝကတ်ပဲကာ ဟုတ်ကဲ့ကားမကားခိုင်းလိုက်မယ်လေကျွန်တော်ဝက်ကတ်နော်ဝက်ကတ်ကားခိုင်း ရွှေပြောနေတာမျိုးဟာ မသိပါဘူးအဘရဲ့အဘဟိုပြောတာဆိုကျွန်တော်လိုက်မှတ်တာဗော ဘာပြောသမျှမဟုတ်တဲ့အခါကျတော့အကုန်လုံးလိုက်မှတ်တော့ဘာပြောသမျှဟုတ်တဲ့အခါကျတော့အကုန်လိုက်မှတ်တော့ အဲ့ဒီကျင်းကြီးတွေတင်ဆောင်လာတဲ့ကားတန်းဗောအဘရဲ့နော်အဲ့မှာကျွန်တော်စနဘိန်းကားတစ်စီးနော်အဲ့စနဘိန်းကားတစ်စီးမဟုတ်ဘူးတွဲကားဆိုတော့စနဘိန်းကားဖြစ်မှာဗောနော်28စီးပြီးရင်ကျွန်တော်ကဒီတန်ပြားကား8စီးအဲ့ဒါနဲ့လုံခြုံရေးယူပြီးတော့လိုက်လာတဲ့မှာတော်လိုင်းတက်ဖွဲ့တွေကကျွန်တော်မိုင်းဆွဲတိုက်ခိုက်တယ်လို့ကျွန်တော်သိရတယ်အဲ့တိုက်ခိုက်တဲ့နေရာမှာတော့ကျွန်တော်တွဲကားတစ်စီးကတော့ကျွန်တော်ပျက်စီးတယ်ဗောနော် ဟာသွားပြီတွဲကပျက်စီးတာကိစ္စမရှိဘူးကွာအထဲထဲမှာငါတို့ချေးနီတွေပါလာမယ်လေ ပါတယ်လေအဲ့တစ်စီးကတော့ကျွန်တော်ဆုံးရှုံးပါပါကျန်တဲ့26စီးကလွတ်တာ ဟော ဗော ဆုံးရှုံးတာရေးမကြည့်လို့သူတို့ကထွက်ပြီးအဲ့ချေးနီတွေနဲ့သူတို့ကဒီဘက်မှာဒီလက်နက်တွေဘာတွေလုပ်ပြီးသွားပြီးငါတို့ပြန်ပြီးတော့မင်းငချင်းစီနဲ့ငချင်းပြန်ကြော်ခံရမှာလေ ကြော်နေတာနေ့တိုင်းကြော်နေတာပဲ ဒီတိုင်းကြော်နေတာကျွတ်လေးတော့တူးစီနေတော့ပြောဘာပြောနေတာငါပြောတာငကြော်ပြောတာမဟုတ်ဘူး ဟုတ်ကျွန်တော်ပြောတာငါကြော်ပြောတာမဟုတ်ဘူးလေကျွန်တော်တို့အမြဲတမ်းကျွန်တော်နေ့တိုင်းလို့ကျွန်တော်ဟိုအတိုက်ခံနေရတာပဲကျွန်တော်အသက်ခံနေရကျွန်တော်ဘက်ကသေနေတာပဲဒါကိုပြောချင်တာအဲ့ဒီတိုက်ခိုက်မှုအတွင်းမှာတော့တဲ့ကျွန်တော်ရဲ့ဒီအကြမ်းဖက်စစ်တပ်ဘက်ကလူကျွန်တော်2 စ ဦး တန်နဲ့လောက်ပါသားလေးရေ စတန်ဒတ်စစ်တပ်ဘက်ကနေပြီးကျွန်တော်2ဦးသေဆုံးတယ်ပြီးရင်ကျွန်တော်4ဦးကတော့ထိခိုက်ဒဏ်ရာရရှိတယ်လို့ကျွန်တော်သိရတယ် အော်ဆံမြုပ်ပေါ့ ဟုတ်စံပြုတ်လည်းပါတယ်ကျွန်တော်တို့ဒီငွေငါလည်းပါတယ်ပြီးရင်ကျွန်တော်တွဲကားတစ်စီးကျွန်တော်တို့မီးလောင်ပျက်စီးတယ်ပေါ့ဗျာဟိုလာရောက်တက်ခဲ့တဲ့ဒီတော်လိုင်းရဲဘော်တွေကတော့အထိခိုက်မရှိဘဲနဲ့ဟိုမိမိရဲ့ ပြန်လဲဆုတ်ခွာသွားပါတယ် ဟုတ် ခြေတန်းလုံးနဲ့ ဟုတ်ကဲ့ပြောရတာပေါ့နော်ပြန်လဲပြီးတော့ကျွန်တော်ဆုတ်ခွာသွားနိုင်တယ် မပြောနဲ့ ဟုတ် ဒါကတော့ကျွန်တော်စလင်းချင်းမြို့နယ်မှာဖြစ်တဲ့သတင်းလေးပေါ့ဆက်လက်ပြီးတော့ရေတာရှည်မြို့နယ်မှာရှိတယ်ကျွန်တော်ဒီခမရနော်ဒါရေတာရှည်မြို့နယ်မှာရှိတယ်တဲ့ခမရ16တက်ရင်ကိုတဲ့ပြောရမလို့တရားခွန်မမရှော့တိုက်တုံးနေနဲ့တော်လိုင်းတက်ဖွဲ့တွေကပြစ်ခတ်တယ်လို့ကျွန်တော်သိရတယ် ကိကခံပြန်ပြီ ရှော့တိုက်တုံးကဒီရပိုင်းမှာတော်တော်ဆိတ်လေးကျွန်တော်တိုက်ခံရတာတွေ့ရတယ်အခုတခါကျတော့ဒီခမရ16တက်ရင်တွေကိုဒီတရားခွန်မမရှော့တိုက်တုံးတွေပြစ်တဲ့နေရာမှာတော့
အဲ့တရင်တဲ့ဟိုတော့ဒီချောလိုက်တုံးတွေကအောင်မြင်စွာနဲ့ကြောက်ရောက်သွားတယ်အဲ့မှာပောက်ပွဲမှုတွေဖြစ်တယ်ဒါပေမဲ့အဲ့မှာထိခိုက်သိဆုံးမှုတွေရှိတယ်ဒါပေမဲ့တော်တော်လေးများတယ်လို့သိရတယ်ဗျအော်မင်းကလည်းဘာတော်တော်များတယ်တခါလဲပြောလိုက်လေမင်းငါ့ကိုဖြည်းဖြည်းနဲ့လေဓာတ်တုံးနဲ့လေမင်းကိုလှီးပြီးတတ်နေသလိုဖြစ်နေဓာတ်နဲ့တက်လိုက်တခါလဲပြတ်ကြသွားမှာဆိုတော့အဘဟိုကလေအဘတို့ကျွန်တော်အဘအမြဲတမ်းကျွန်တော်အတိအကျတင်ပြီးအတိအကျငါတို့ပြောအတိအကျပြောဆိုလို့အခုကတော့ဟိုသိဆုံးမှုတွေရှိတယ်ထိခိုက်မှုတွေရှိတယ်ဒါပေမဲ့ကျွန်တော်အတိအကျမသိသေးတဲ့အတွက်ကြောင့်သိတဲ့ချိန်ကျရင်အဘကိုကျွန်တော်တင်ပြပေးမယ်နော်ဒါကဟိုပါဟိုအတိုက်ခံတဲ့သတင်းလေးတွေပေါ့အဘရေနော်အေးပါဟောနောက်တော့ရှိသေးရပါနော်သတင်းအဲ့ဒီ short တိုက်တုံးနဲ့ပြစ်တဲ့သတင်းလေးကဘယ်နေ့ကပြစ်တာလဲဆိုတော့ပြောမှတ်ရကျွန်တော်တို့ဟိုပါပေါ့ဟိုဖေဖော်ဝါရီလ1ရက်နေ့ကျွန်တော်9နှစ်ပြည့်တာပေါ့အာနာသိန်းက9နှစ်ပြည့်တဲ့နေ့ဟာတဲ့ကျွန်တော်မင်းမှတ်ထားတယ်ဟဲ့လားဟုတ်တယ်လေဟိုမှတ်တော့ဒါရင်ထဲအရန်နာတဲ့နေ့ပဲဟုတ်လေတိုင်းပြည်ကြောက်ရဲကြဖို့လက်တလုံးလိုမှာအဖားတို့ကနေပြီးတော့ကန်ချလိုက်တာကဲတင်လိုက်တာဟာမင်းတို့ကန်ချတယ်မပြောနဲ့လीကွာတကဘာလုံးကလည်းတည်တယ်ဗျာဒီဖေဖော်ဝါရီလ1ရက်နေ့ဟိုပြောမှဆိုတော့ဒါဟိုပေါ့အာနာသိန်းက9နှစ်ပြည့်သွားတဲ့နေ့အဲ့နေ့မှာပဲပြောမှဆိုတော့အဲ့ခါမှ19တဲ့ဟိုတရားခွန်မရှော့လိုက်တုံးနဲ့ပြစ်တာနော်အဲ့ပြစ်တဲ့အချိန်မှာတော့အဲ့မှာတော်တော်များများလည်းထိခိုက်တယ်တော်တော်များများလည်းတေကြတယ်ပြောတယ်အတိအကျသိရင်အဘောက်ကျွန်တော်ဟိုပြောပြပေးမယ်နော်ဆက်လက်ပြီးတော့အဘောက်ကျွန်တော်တင်ပြပေးမယ့်သတင်းလေးကဘာလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံတွင်တဲ့ဟိုအဘတို့တက်ချုပ်ကြီးတွေဒီစကားမှာစစ်တဲ့ရွေးကောက်ပွဲကြောင့်တဲ့ဘာတို့တက်ချုပ်ကြီးတို့ဆိုမင်းရောမပါဘူးပါတယ်လေကျွန်တော်ပိုင်မင်းမပြောလေကျွန်တော်တို့ရဲ့ကျွန်တော်တို့အဘတို့တက်ချုပ်ကြီးတို့ရဲ့စကားမှာစစ်တဲ့ရွေးကောက်ပွဲကြောင့်တဲ့လူခွင့်ရေးတွေချိုးဖောက်မှုတွေခံနေရတယ်ပြီးရင်အကြမ်းဖက်မှုတွေပုံမဆိုးရွားလာတယ်ဟုကုလသမဂ္ဂကြီးလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးကပြင်းပြင်းထန်ထန်ကျွန်တော်ရှုတ်ချတယ်လို့ကျွန်တော်သိရပါတယ်ဗျ။အော်သူတို့ဘာလဲရှုံမဲချမရှုံမဲချငါပြောရင်ရှင်းနေတကားပဲပိတ်ပြီးတော့ပဲအစည်းဝေးတကားဖွင့်ပြီးတော့ပဲအစည်းဝေးငါတို့နဲ့ဘာမှမဆိုင်ဘူး။မဆိုင်ဘူးလေဘာလို့တက်ချုပ်ပြောတဲ့အတိုင်းပဲငါတို့မဲပေးတာငါတို့ပြည်တွင်းဥစ္စာမဲပေးတာသူတို့မဲသွားပေးတာမဟုတ်ရှင်းနေပဲသိပြီးသားပါအဘတို့စကားကိုလည်းတကဘာလုံးကသိပြီးသွားပြီသူတို့ view မဆိုင်ဘူးဆိုတာသိပြီးတာဒါပေမဲ့အဲ့ဒီကဘာကဒဏ်ခတ်တဲ့နေ့ကြရင်အဘတို့မရှိမလားခံရမယ်နော်ဒါပဲအဲ့ရက်ကိုတက်ချုပ်ကစောင့်နေတာ तू ကဟေ့အောင်မဟုတ်ဘူးလေငါပြောတာရှင်းလေးဘလို့ပဲကဘာပဲငါတို့ကိုဒဏ်ခတ်အခုငါတို့မှလုတ်ပိုင်ခွင့်ရတဲ့အချိန်မှာငါတို့လုတ်ရမယ်လုတ်ပါဘာဖင်ဖိတ်ညင်းနေတာရက်တော့ငါတားလေးတလေးဟေ့ဟုတ်တယ်ဖင်ဖိတ်ငါလုတ်လိုက်တော့မယ်နော်တက်ချုပ်ကြီးအတွက်ဘာကာဘာလုတ်ပေးနေတာဟေ့ကာဘာလုတ်စရာအကြောင်းမရှိဘူးကာဘာလုတ်စရာအကြောင်းသူလည်းသူ့တိုင်းနဲ့သူကန်သွားမယ်ငါလည်းငါဖက်နေငါဒါတော့တားစီအောင်ကြတယ်အားလုံးတင်မျိုးတွေပဲတင်မျိုးတွေပဲစကားမပြောနဲ့နော်အဲ့စကားမပြောလူဆိုတာတင်မျိုးပဲလေဟောတင်မျိုးကတင်မျိုးပဲလေကွာဒီအချိန်မှာမပြောနဲ့လူဆိုတာပြောမရအောင်မနေ့ကတားငယ်လေးနဲ့သူနဲ့ထီပေါက်မယ်အဖကားတိုက်ပြီးတင်မယ်ပြောမရဘူးဒါဟုတ်တယ်လို့ရမယ်ဟုတ်တယ်ပြောမရဘူးထိုးတလိမ့်မယ်ငါထိုးတလိမ့်မယ်ပြောမရဘူးလေကန်တရားလေပေါ့ငါပဲပေါ့မင်းတို့ကားတိုက်ဟုတ်တယ်အဲ့လိုတီယူတန်းဒီကားတိုက်တဲ့ကိစ္စကိုပြောမဟုတ်ဘူးလေသတင်းလေးပြောသတင်းလေးပြောလိုက်တော့အဲ့ဒါတော့ရခိုင်ပြည်နယ်ပေါ့ရခိုင်ပြည်နယ်စစ်တွေမျိုးရှိတယ်စစ်တွေအကျဉ်းထောင်အတွင်းမှာနိုင်ငံရေးအကျဉ်းသား2ဦးတည်တဲ့စေကူတာကိုမရရှိခဲ့ပဲအသက်သေဆုံးသွားကြအောင်ဟာအဲ့ဒါအခုကျင်းတော်နေတော်တော်ဆိုးဆိုးဝါးဖြစ်လာပြီနော်အခုအဲ့အကျဉ်းဦးစီးရလေလူတွေလေအဲ့ဟိုအကျဉ်းဦးစီးရကောင်တွေကိုဖြိုရမှာနော်ဟုတ်တယ်အဲ့ကောင်တွေကိုတောက်လျှောက်ဖြိုရမှာဟုတ်တယ်တော်လိုင်းရေးဘွဲတွေကဖြိုရမှာရှင်းနေတော်လိုင်းတဲ့ဘွဲတွေကနေပြီးတော့မင်းတို့ပြောတယ်ဒီက short တိုက်တုံးတွေပါနေတယ်ပြည့်လို့မရဘူးလေပြည့်ရင်ဒီဘက်မှာဟိုထောင်သားတွေပါရှိတယ်လေအဲ့ဒါကိုသူတို့ကအဲ့ဒါကိုသူကအဲ့ပြော့ကိုသူတို့ကတိနေအတွက်သူတို့ကသူတို့အိမ်လေးစားလေးပဲစုံစမ်းလိုက်ပြီးဟောသူတို့ကလည်းထောင်ထဲမှာနေတာလေမင်းရတယ်လာပါအခုတော့ရောက်နေတော့ပါပြီရောက်လာတယ်သူလိမ့်စာတွေပါအကုန်လုံးတိလောက်ပါပြီကဲအဓိကအဘတို့ရဲ့ရက်ဆက်ရုံမှာမူကြီးနော်လုံးပြန်ပြီကွာဟုတ်လေဒါနေတိုင်းလုံးနေဟုတ်တယ်လေအဘတို့နေတိုင်းငင်းညံမျိုးနဲ့တွေ့ရှိတဲ့ကြေးရွာများတို့စစ်တပ်ကစစ်ကြောင်းထိုးပြီးနေ400နီးပါးမီးရှို့ဖျက်ဆီးသွားတယ်ဟာကွာငါတို့လောက်တာမဟုတ်ဘူးလေကွာမင်းအဘတို့လောက်တာဘာလို့ပြောလဲစစ်တပ်စစ်ကြောင်းထိုးပြီးနေ400နီးပါးမီးရှို့ဖျက်ဆီးအဘတို့လောက်တာပေါ့နေတိုင်းလုံးနေတာအဘတို့နေတိုင်းလုံးနေတာဖေးသက်သာပြောငါတို့ကနေဒီကသတင်းမှန်ပြန်ကြားရေးမှာငါတို့ပဲအကြကြောင်ငါတို့လောက်တာမဟုတ်ဘူးဆိုတဲ့အကြောင်းပြောမယ်လို့ပြောတာဒီကကြတော့တနင်္လာရီတိုင်းပူလောမြို့နယ်တွေနဲ့ပလက်မြို့ပေါ်ရက်ကွက်များနဲ့ကြေးရွာများကိုအကြမ်းဖက်စစ်တပ်ကဇက်တိုက်မီးရှို့ဖျက်ဆီးခြင်းကြောင့်ဟုတ်မဆန်းတော့အကြမ်းဖက်ပဲလို့ကောင်းတယ်ဘာလို့ရွာတွေပတ်ပြီးမီးရှို့နေတာလေစမ်းတဲ့စစ်တပ်ကဇက်တိုက်မီးရှို့ဖျက်ဆီးနေခြင်းကြောင့်နေ100ကျော်မီးလောင်ပြကြပြီးပြည်သူများရွာလုံးကျထွက်ပြေးနေရကြောင်းအဲ့ဒီသတင်းလေးတက်လာတော့တွေ့လားဟိုတားရဲ့အမေတို့အိမ်မရှိတော့ဘူးတားရဲ့အမေတို့ပြန်လို့မရတော့ဘူးဆိုတဲ့သတင်းကြည့်ရလားမကြမီလာမီမျောတက်ချုပ်အဲ့ဒါတွေခံစားရတော့မှသူ့ရဲ့6လုံးနဲ့အခုဒီပြည့်အိမ်နေမဟုတ်ဘူးအဲ့6လုံးနဲ့သူ့အိမ်တစ်ခုတည်းအိုးသူ့အိမ်တော့မလုံးနဲ့အဘအဲ့လိုတော့ရှောင်လို့မရဘူးလေအဘတို့ကြီးတို့ဘာလို့သွားရင်အဘတို့လည်းသွားရမှာပဲသူအဘတို့ဒီပုံလေးကဒီပဲငါ6လုံးနဲ့
မှနေတာမဟုတ်ဘူးလေ သိတယ်လေအဘတို့ ကမှငါအိမ်ပဲရှိတာ ဒီနေရာကို location ပို့လိုက်မှာပေါ့ ဒါပဲပေါ့အဲ့ကြိုင်မင်းတို့ရှောင်နေလိုက်ဟာချစ်မကောင်းတဲ့တပည့်မရော ဟုတ်လေအဘတို့ကနှင်းစင်ရက်ဆက်အဘတို့ရဲ့ဟိုပေါ့အဘတို့တက်ချုပ်ကြီးတော့ဘာလုပ်နေဆိုအဲ့အပြစ်မရှိတဲ့ပြည်ဒီရွာတွေကိုလိုက်ပြီးတော့အဘတို့ကဟိုစစ်ကြောင်းထိုးတယ်မီးအိမ်တွေကိုမီးရှို့တယ်ပစ္စည်းတွေကိုယူတာနေ့တိုင်းလုပ်နေတာအခုပဲကြည့်ဦး900ဟုတ်ပါ မီးရှို့တဲ့ကလူတွေဘာလုပ်လဲ အဘတို့စစ်သားတွေပဲလေ မင်းတို့ကမဟုတ်လဲစစ်သားတွေ ဟုတ်တယ်လေအဘ ရှို့ခိုင်းတဲ့လူကဘာလုပ်လဲ အဘလေ ငါတက်ချုပ်ကြီးကငါလက်ကျိတ်ထိုးလေးငါမဟုတ်ဘူးလေတက်ချုပ် အဘကတက်ချုပ်ကြီးပြောတာပါ ကဲဒီကကျတော့မြန်မာနိုင်ငံတွေနဲ့မူရစ်ဆေးဝါးနဲ့ online ကြားပြန်လိမ်လည်မှုကဲ့သို့ရာဇဝတ်မှုများပုံမများပြားလာကဒေသတွင်းတည်ငြိမ်ရေးကိုချိန်ချောက်နေဟုဗြိတိန်နဲ့ဩစတြေးလျနိုင်ငံဝန်ကြီးများပြောကြားလိုက်တယ်နော် ဟာကွာအဲ့ဒါလေကွာမင်းဒီနိုင်ငံတကာကွာမင်းငါတို့ဘာလို့အဲ့လောက်ဒီမျက်စိကိုတောက်ထောက်ကြည့်နေတယ်မသိကြအောင်စောင့်နေလိုက်ပါလားဘာလို့လှုပ်ချင်တာလှုပ်လို့ရတာပေါ့ ဒီမိစ္ဆာတွေကိုဒီမျက်စိ မိစ္ဆာလေးဆိုတာဘာလို့ပြောရလဲ အဘတို့ပြော ဟောတက်ချုပ်ကိုပြောတာမင်းမိစ္ဆာ ဟုတ်အဖလည်းပါတယ်အဖလည်းပါတယ် ငါပါဆိုမင်းတို့နှစ်ယောက်လည်းပါတယ် ဟော အဲ့မိစ္ဆာတွေကိုနော်နှိမ်နှင်းရမှာအဲ့မိစ္ဆာတွေမရှိမှဒီတိုင်းပြည်ကအေးချမ်းသွားမှာ ဩအေးဟုတ်ပါပြီ ဒါကြတော့ရန်ကုန်မြို့အင်းအားလန်းရှိတဲ့စိမ့်လန်းစုပ်ပြည်နယ်မြေအတွင်းရှိလှေလော်ရွတ်တိုက်အ စိ သ တ် င်း နဲ့ဆိုပြီးလှိတော့တိုက် လှေလော်ရွတ်တိုက်အသင်းတို့ကျမ်းဘတ်ပေါ့နော်တက်ချုပ်ကြီးခေါင်းဆောင်ပြီးတော့တဲ့လာရောက်ရန်ရှိသည်ဆိုသောသတင်းများကြောင့်ယနေ့တွင်အဆိုပါလမ်းတစ်လျှောက်လုံးလုံခြုံရေးအင်အားအစမတန်တိုးမြင့်ထားကြောင်းသိရှိရပါ ဟာအဲ့နာပို့ပြစ်လို့ကောင်းတယ်ပို့ပြစ်လို့ကောင်းတယ် ဒီကကျတော့လေဟိုဒုံးနဲ့ ဘာလို့လဲလွတ်လပ်လပ်ဖြစ်သွားပြီလေဒီဘက်မှာဆိုတဲ့ဒီဥစ္စာတက္ကသိုလ်ပဲရှိတယ်ရန်ကုန်တက္ကသိုလ်ရန်ကုန်တက္ကသိုလ်ကလည်းအခုလူတွေမရှိတော့ဘူးကွာရန်ကုန်တက္ကသိုလ်မင်းကြီး အဲ့မှာတလိမ့်ဆန်နေပဲနေတော့ ပြတလိမ့်ဆိုင် အေးလေအဲ့ကြောင့်တလိမ့်ဆန်နေတယ်ပြောတာ ဟိုမင်းတို့လည်းပါတယ်လေ ကျွန်တော်အဲ့မှာမနေဘူးလေကျွန်တော်ဒီဘက်မှာနေတာ အေးအဲ့ဘက်ကနေဒီကနေ့ short တိုက်လုံးနဲ့ဒိန်းဆိုပြစ်လိုက်ပြီဆိုတာနဲ့ပြီးပြီအုံးတို့အင်းရ ဒါပွဲချင်းအဘောက်တော့ပါအခုကျွန်တော်လေတက်ချုပ်ကြီးစကားပဲတော့ပြောပါလား ဟာမပြောတခါလဲပါသွားပြီးလား ဒါကြတော့ဗာ ဟေ့အောင် ဟိုတခါလဲပြီးသွားတာဗောလို့ပြော ဟောတခါလေးပြီးတော့ ဝမ်းသာစရာသတင်းလေးပြောမယ်ပြောနေကြသတင်းလေးအဖရဲ့သေးသေးလေး အဘသေးသေးလေးပြောမယ် နော် အဘသားရဲ့သေးသေးလေးပြော ပြော မ မယ် ယ် အဲ့ဒါဘယ်နေ့ကလဲဆိုတော့1ရက်2လ2026ပေါ့နော်မကွေးတိုင်း6မြို့နယ်မှာ28ဦးသေပါတယ်ဗျ ဒါပဲ မကွေးတိုင်းစိတ်ဖြူမြို့နယ်မှာ6ဦးသေပြီး2ဦးအလင်းဝင်ပါတယ်ဗျ ဟုတ်တယ် စုစုပေါင်းဟိုသေဆုံးသူရောအလင်းဝင်သူရောစုစုပေါင်း35ဦးပါဗျ နက်ခတ်ပဲ ဒါပဲသုံးတယ်နက်ခတ်ကြ ဟောနက်ခတ်ပဲ ပတ်လေလေးထိုးနေပို့ကဒီတည်တဲ့ဥစ္စာကိုပြောနေမင်းတို့ကဒီချဲစကားပဲပြောနေတယ် 35ဆိုနက်ခတ်လို့ အ ပြော ခုဥစ္စာငါပြောပါမယ်တက်ချုပ်ကဘယ်သူမှမယုံတော့ဘူး ဟုတ်တယ် ဒူးချုပ်လည်းမယုံတော့ဘူးအော်ရီကြီးကိုလည်းမယုံ မယုံတော့ သူ့ရဲ့ဒီကိုရံတော်တက်တယ်လည်းမယုံတော့ဘူးနော်အခုစားဘာဖြစ်လဲဆိုသေတဲ့လူတွေလည်းပိုးဆိုးပတ်ဆက်သေနေတယ်ဆိုဘဒူးဟိုမှာလည်းမယုံတဲ့အတွက်တက်ချုပ်ကအခုဘာဖြစ်နေလဲဆိုသုံးကားနဲ့လူတိုင်းကိုအမုန်းစကားတွေပဲပြောနေတာကွာ